စီစဉ်ရာချင်းပြည်နယ်အစိုးရအဖွဲ့ပြည်ထောင်ကြီးချုပ်ဦးစလိုင်းလန်လွယ်ကအဖို့မှစကားပြောကြားပေးပါရန်ဂါရဝရှိထားလေးစားစွာပန်ကြားပါရရှင် ပုံပုံလေးကြဲကြဲပြတ်ပြတ်သိရှိနိုင်ရတဲ့
တဲ့ခေတ်သွားလာရေးလုပ်ငန်းလမ်းတရာစားတဲ့အခြေခံဆောက်လုပ်ရေးလုပ်ငန်းဖြစ်စစ်တပ်ထုတ်လုပ်မှုဖြတ်ချင်းရေးလုပ်ငန်းတတ်တူဒုဖော်ရေးလုပ်ငန်းချီမင်းနဲ့ရွေးရတဲ့การလုပ်ငန်းတွေမှာရှင်းတဲ့ပြည်မျိုးတာတဲ့အခွင့်အရေးတွေများစွာရှိပါတယ်ရှင်းတဲ့ကိုလာရောက်ပြည်မျိုးတာကြဖို့လည်းဖြစ်ခေါ်ရရှိပါတယ်ရှင်းတဲ့ဆိုရပွဲတွေပြည်နယ်ရဲ့ဒီတာဖွံ့ဖြိုးလုပ်ငန်းများကိုကောင်းတဲ့ပေါ်ဆောင်ရွက်ရမှာနိုင်ငံတော်မှာချမှတ်ထားတဲ့ဥပဒေမျိုးတွေတို့ထုတ်လွှင့်များတဲ့ဒီကြောင့်ဆိုရဆွဲရဲ့လမ်းငယ်မှုကိုခံယူရဲ့ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုအစီအဟုန်ဖြင့်ဆောင်ရွက်ရရှိပါတယ်ဒီနေ့ကျင်းပပြုလုပ်တဲ့ဒီစာစီရင်ပွဲမှာလည်းချင်းပြည်နယ်ဆိုရပွဲရဲ့ဆောင်ရွက်ချက်များနဲ့ပတ်သက်ပြီးသက်ဆိုင်ရာဝန်ကြီးများကကာဏအလိုက်အသေးစိတ်စီရင်ဆွေးနွေးကြပါဖြစ်ပါတယ်။တရားလာကြတဲ့သတင်းမြစ်များကလည်းစီရင်ဆွေးနွေးချက်များနဲ့ပတ်သက်ပြီးတော့မရှိလင်းတာသိရှိလိုတာရှိဒီပုံများမြင်မြန်နိုင်တဲ့အတွက်စီစဉ်ဆောင်ရွက်ပြထားပါတယ်။ဒီကုန်းစုအနေနဲ့ပြောကြရတာကတော့သတင်းမီဒီယာများကိုပြောကြားလိုတဲ့ချက်ကချင်းပြည်နယ်ဆိုရရဲ့ပြည်သူ့တွေ